ဇလန်းစာမှာစီမီယန်စ်လို့ခေါ်တဲ့မြောင်မျိုးနွယ်စုတစုဟာသူတို့ရဲ့အနာဂတ်ဘုရင်လေးမွေးထွားလာတာကိုဂုဏ်ပြုနေကြပါတယ်။မျိုးနွယ်စုရဲ့ဘုရင်စီမီယန်ဟာသူ့ရဲ့အမွေဆက်ခံသူလေးနဲ့တွေ့ဆုံဖို့ဇနီးတိုင်မွေးဖွားမှာကိုစိတ်ရှည်လက်ရှည်စောင့်ဆိုင်နေခဲ့ပါတယ်။ခဏအကြာမှာတော့သူ့ရဲ့တော်ဝင်အကြံပေးဖလာဒီမာကကူဒကနေထလာပြီးပြဿနာတစ်ခုရှိနေကြောင်းဘုရင်ကြီးကိုအသိပေးလိုက်ပါတယ်။ဘုရင်စီမီယန်အထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့သူ့ဇနီးဟာကလေးမွေးဖွားပြီးကတည်းကတတိမွေးမျောနေပြီးအသက်ရှင်ဖို့တောင်မသေးကြဘူးဆိုတာသိလိုက်ရပါတယ်။အဲဒီနောက်သူ့ဇနီးကတားယောက်ျားလေး2ယောက်မွေးဖွားခဲ့တယ်လို့သိလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီတဲကတယောက်ကတော့တားဥဖြစ်ပြီးမဲ့ပုံမှန်ထက်ထူးထူးခြားခြားသေးငယ်နေခဲ့ပါတယ်။မျိုးနွယ်စုရဲ့စုံမကကြားဖြတ်ပြောဆိုပြီးဒီတားဥလေးဟာတဘာဝတရားရဲ့အမားတစ်ခုဖြစ်ပြီးဘယင်ဖြစ်ဖို့မထိုက်တန်တာကြောင့်သူ့ကိုဖယ်ရှားဖြစ်ဖို့စီမီယန်ကိုတိုက်တွန်းပါတော့တယ်။ဒုတိယမွေးတဲ့သားလေးကိုပဲတရားဝင်အမွေဆက်ခံသူအဖြစ်မိတ်ဆက်ပြီးဖို့သူမကပြောလိုက်ပါတယ်။အစမှာတော့ဘယင်စီမီယန်ကတွန်းဆုံနေခဲ့ပြီးမဲ့နောက်ဆုံးမှာတော့စုံမရဲ့စကားကိုသဘောတူလိုက်ပြီးဖလာဒီမာကိုတားဦးလေးကိုတွားရောက်ဖယ်ရှားဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမိဖွေးရကြီးဟာကွယ်လွန်သွားခဲ့ပါတယ်။ဘယင်စီမီယန်ဟာစိတ်နှလုံးကြေခွဲခဲ့ရပြီးမဲ့အပြင်မှာစိတ်အားထက်သန်စောင့်ဆိုင်နေတဲ့ကြီးစီကိုတွားပြီးဗန်ညာကိုအမြင့်ကိုမြောက်ပြကသူတို့ရဲ့အနာဂတ်ဘယင်အဖြစ်မိတ်ဆက်ပေးလိုက်ပါတယ်။မျိုးနွယ်စုတစ်ခုလုံးပျော်ရွှင်အောင်ပွဲခံနေကြတော့မှာပဲဗလာဒီမာကဝမ်ပလွေတွင်းစီကိုတိတ်တိတ်ဆိတ်ထွက်ခွာသွားပြီးမွေးခင်းစားကလေးအိကိုဖိချဖို့စဉ်းစားနေခဲ့ပါတယ်။သူအဲ့ဒီမှာရန်နေလေးစိတ်ထဲမှာပူပြီးဝဲခွဲမြအထစ်လာလေးပါပဲ။ဒီမြောက်ကလေးကိုသူကာကွယ်ပေးခြင်းပေးမိသူဟာဘယင်ရဲ့ယုံကြည်ရတဲ့အကြံပေးဖြစ်နေပြီးဘယင်အမင်းကိုနာခံဖို့တာဝန်ရှိနေလာကြောင်းမတန်နိုင်ခဲ့ပါဘူး။အဲ့ဒီနောက်သူကကလေးကိုကမ်းပါပေါ်ကနေဖိချဖို့ကြိုးစားခဲ့ပြီးမွေးခင်းစားမြောက်ကလေးအက်ဒဝါကသူ့လက်ချောင်းဒီကိုမြဲမြဲဆုပ်ထားပြီးလွှတ်မပေးခဲ့ပါဘူး။ခဏတာရုန်းကန်ပြီးတဲ့နောက်မှာတော့ဗလာဒီမာကအက်ဒဝါလေးကိုပါဆတ်ဟဲပြီးစောင့်နေကြတဲ့ဝမ်ပလေရီစီကိုအတင်းဖိချလိုက်ပါတော့တယ်။ဒါပေမဲ့အက်ဒဝါလေးပြုတ်ကျသွားတဲ့အချိန်မှာတစ်ပင်ကပင်နဲ့ညီသွားပြီးနွဲပင်တပင်ကသူ့ခြေထောက်မှာပတ်မိသွားတာကြောင့်ဝမ်ပလေရီရဲ့အနီးမှာစောက်ထိုးလေးတွဲလောင်းချနေခဲ့ပါတယ်။ဝမ်ပလေတကောင်ကတော့သူ့လက်မောင်းကိုကိုက်မိသွားပါသေးတယ်။အဲ့ဒီချိန်မှာပဲနောက်ထပ်မြောက်တကောင်ထစ်တဲ့အီယန်ရောက်လာပြီးအက်ဒဝါလေးကိုဝမ်ပလေတွေစီကနေဆွဲယူပြီးကဲတင်လိုက်ပါတယ်။အဲ့ဒီလိုပဲတခြားမြောက်တွေနဲ့ရုပ်ပိုင်းဆိုင်ရာကွာခြားမှုတွေကြောင့်တကိုယ်တည်းခွဲထွက်နေထိုင်တဲ့အီယန်နဲ့အတူအက်ဒဝါရဲ့ဘရွာချီလန်စတင်ခဲ့ပါတော့တယ်။အီယန်ကတောထဲမှာတယောက်ထဲနေထိုင်တာကြောင့်အက်ဒဝါရဲ့ဖခင်နေရာကိုလင်းလင်းမြန်မြန်ပဲရယူခဲ့ပါတယ်။အက်ဒဝါကြီးပင်လာတဲ့အခါမှာအီယန်ကိုအီရန်ခင်တွေလာပြီးသူတို့နှစ်ယောက်ကြားမှာယင်းဤရဲ့ဆက်ဆံရေးတခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒီနေ့မှာတော့အက်ဒဝါကအီယန်ကိုသူ့ရဲ့တဖူးနီးတွေဘဲမှာလဲလို့မေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့အီယန်ကအက်ဒဝါရဲ့အစားအစာတွေကိုခိုးစားတတ်တဲ့အချင်းရှိလို့ပါ။ဒါပေမဲ့ဒီတစ်ခါတော့သူ့စားတာမဟုတ်ဘူးလို့ညင်းဆိုခဲ့ပါလေ။အဲ့ဒီအချိန်မှာပဲအက်ဒဝါရဲ့မျက်လုံးကသူ့တဖူးနီးတွေကိုယူပြီးထွက်ပြေးနေတဲ့တစ်ပင်ကျွတ်တကောင်စီကိုရောက်သွားပါလေ။ဒါကိုသူစိတ်တိုးသွားပြီးကြွက်ကိုခံထုတ်ဆုံးဖြတ်လိုက်ပါတယ်။သူနောက်ကနေလိုက်ခဲ့ပေပဲကြွက်ကအယမ်းညံနေပြီးသူ့ရဲ့မတန်ဆွမ်းတဲ့လက်ကြောင့်သူနေကွေးနေခဲ့ပါတယ်။နောက်ဆုံးမှာတော့အက်ဒဝါကကြွက်ကိုအမိလိုက်ရင်လဲကျသွားခဲ့ပါတယ်။မတော်စတစ်ကိုင်းတစ်ခုကိုချိုးမိရာကနေအစွန်းမှာကဆေးဆေးအရာဝတ္ထုတစ်ခုရှိနေတာကိုသိသွားပါတယ်။သူကအီယန်ကိုအဲ့ဒါကိုမှုန့်ကြည့်ခိုင်းလိုက်တဲ့အခါမှာအဲ့ဒီတစ်ဆေးဟာဘယ်အရာကိုမဆိုကတ်နိုင်နေဆိုတာသိသွားကြပါတယ်။သူကကြွတ်တာထောင်ချောက်တစ်ခုလုပ်ဖို့စီစဉ်နေတော့မှတဲ့ကျဲလောင်တဲ့တကိုးတန်ကိုကြားလိုက်ရပါတယ်။ဒါဟာတောလဲကတခြားမြောက်တီအားလုံးကစားကြတဲ့ကိုဘောလို့ခေါ်ရဲ့အားကစားပွဲစတင်ပြီးဆိုတဲ့အချက်ပြတန်ပါပဲ။အက်ဒဝါက ANC ကိုအပြေးအလွှားပြန်သွားပြီးကိုဘောထွားကစားဖို့အတင်းပူစားပါတော့တယ်။ဒါပေမဲ့အီယန်ကတော့တွန်းဆုံနေပြီးသူတို့ဟာတခြားသူတွေထက်အားနည်းနေတာကြောင့်မြောက်တီအားလုံးကသူတို့ကိုလောင်ပြောင်ချလိမ့်မယ်လို့အက်ဒဝါကိုပြောပါတယ်။ဒါပေမဲ့အက်ဒဝါကအီယန်ကိုနားချနိုင်ခဲ့ပြီးသူတို့နှစ်ယောက်ဟာတခြားမြောက်တွေကစားနေတာကိုတစ်ပင်တွေထဲမှာပုံပြီးကြီးဖို့ဆုံးဖြတ်လိုက်ကြပါတယ်